မင်္ဂလာပါရှင်ဒီကနေ့အတွက်တော်လန်ကမိန်သတင်းအနေနဲ့လူတွေအတွက်ရေကမ်ပိန်းနဲ့မိတ်ဆက်ပေးကြပါမယ်လူတွေအတွက်ရေကမ်ပိန်းဟာ Cat Association အဖွဲ့ကနွေရာသီကာလမှာအညာဒေသရှိစစ်ဘေးရှောင်ပြည်သူတွေနဲ့ရဲဘော်တွေအတွက်တောက်သုံးရေအစဉ်ပြေစေရန်ထောက်ပံ့ပေးဖို့ရည်ရွယ်ကပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပါတယ်နွေရာသီရောက်ပြီဆိုတာနဲ့အညာဒေသမှာရေရှားပါမှုပြဿနာဟာနှစ်တိုင်းကြုံတွေ့နေကြရတာပါစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့မတရားအာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့အညာဟာလက်နက်ဆွဲကင်တော်လှန်ခဲ့တဲ့အတွက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမီးရှို့တာတွေကြောင့်ပြာကျသွားတဲ့ရွာတွေလွင်တီးခေါင်ပြီးဖြစ်သွားတဲ့ရွာတွေအများကြီးရှိနေပြီးအဲ့ဒီဒေသကစစ်ပေးရှောင်ပြည်သူတွေနဲ့ရဲဘော်တွေဟာနွေရာသီမှာဆိုရင်ရေရရှိဖို့ပုံမခက်ခဲလာကြပါတယ်။ Cat Association အဖွဲ့ကအဲ့ဒီဒေသရှိစစ်ပေးရှောင်ပြည်သူတွေနဲ့ရဲဘော်တွေအတွက်ရေရိခါအတွက်ကူညီနိုင်မှုရည်ရွယ်ပြီးဒီကမိန်းကိုလှုပ်ဆောင်နေကြတာပါ။နှွေအတွက်ရေကမိန်းမှာပါဝင်ဖို့အတွက်ကိုတော့ထောက်ပံ့ရလွယ်ကူအောင်ရေ9ဂါလန်ကို1000ကျပ်ရေ10ဂါလန်ကို3000ကျပ်ရေတစ်စီးကို9000ကျပ်ဖြင့်သတ်မှတ်ပေးထားတဲ့အတွက်ရေဂါလန်အလိုက်လှူလို့ရတယ်လို့မိမိတို့တက်နိုင်တဲ့ပမာဏဖြစ်လဲပါဝင်အပြည့်နိုင်ပါတယ်။ရေဟာအသက်ရှင်သန်ရေးအတွက်ရေးကြည့်တော်မူစစ်ဆောင်ဒေသကပြည်သူတွေနဲ့ရဲဘော်တွေအတွက်နှွေအပူမှာရေလှူပေးကြဖို့ကမိန်းစီတီသူများကမြစ်တာရက်ခံထားပါတယ်။ကမိန်းတာဂက်ကို7သိန်းတရာမျှော်မှန်းထားပြီးပြည်ရင်းပြည်ပကထောက်ပံ့ကူညီခြင်းတဲ့တော်လန်ပြည်သူများအနေနဲ့ Cat Association Page Messenger နဲ့ Telegram တို့ကိုစောင့်ပို့ပြီးနိုင်ငံတကာငွေကြေးစနစ်မျိုးစုံနဲ့အပြည့်ကူညီနိုင်မည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ကျွန်မကຫນွေဦးမေပါ။